ဒီဗီဒီယိုက ARC System 3ကို install လုပ်နေဖြစ်ပါတယ်။အခု zip ဖြည့်လိုက်ပါပြီ။အဲ့တော့ဒီလမ်းကြောင်းလေးတော့ဝင်လာတယ်။ဒီ Windows ဆိုလေးရွေးပြီးတော့ဒီကောင်လေးကို right click နှိပ်ပြီးတော့ run as နဲ့ run လိုက်တာဖြစ်ပါတယ်။အဲ့တော့ဒီမှာလောက်ဆရာရှိရဆက်လုပ်တဲ့အဆင့်ဆင့်ဟုတ်ပြီ။ဒီနေထားတော့ zoom ဆွဲပြပါမယ်။အမှန်ချစ်လေးချစ်နေရတာပေါ့နော်။ next လေးနဲ့ဆက်လာခဲ့ပြီ။ဒီတိုင်းလေးလာခဲ့လိုက်တယ်ဟုတ်ပြီ။ဘယ်နေရာမှာစကားပြောလဲဆိုတော့တွားရအောင်နော်ဒီတိုင်းလေးပဲလက်ရှိတယ်တော့သူပေါ်လာတဲ့ဟာလေးတွေလိုက်ပြီးတော့လုတ်ခဲ့လိုက်တယ်ဗောနော်ဟုတ်ပြီဒီအနေထားရောက်လာပြီဆိုရင်ထပ်ပြီးတော့ဒီအပေါ်က R2R ကောင်လေးဖွင့်ပြီးတော့ run as နဲ့ right click နဲ့ပြီး run as နဲ့ run တာဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးပေါ်လာပြီဆိုရင် ARC ဆိုတာလေးကိုသူအမျိုးအစားလေးလိုက်ရွေးပြီးတော့ဒီမှာ auto အကောင်နှိပ်လိုက်တဲ့ဒီကောင်လေးရလာပြီထပ်ပြီးတော့ဒီကောင်ပြန်နှိပ်ဒီကောင်ရလာပြီထပ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ဒီ automation manager install လုပ်ထားဖို့လိုပါတယ်အဲ့ကောင်လေးကိုနှိပ်ပြီးတော့အဆင့်ဆင့်တစ်ခုလုပ်ခဲ့လိုက်တယ်ဗောနော်ဒီ save automation ဆိုတဲ့နေရာမှာ document ထဲမှာကျွန်တော်လမ်းကြောင်းပေးလိုက်မှာဖြစ်ပါတယ်အဲ့တော့ this PC တွေက document ကိုရွေးလိုက်တယ်ပြီးရင် okay နှိပ်လိုက်တယ်ဟုတ်ပြီအဲ့ automation save ပါပြီဆိုရင်စာသားပေါ်လာပြီဆိုရင်ဒီနေရာပြန်နှိပ်ပြီးတော့ဆော့ document ထဲကိုပြန်လာရမှာဖြစ်ပါတယ်အမှဒီကောင်လေးရလာဒီကောင်လေးပြန်ပြီးတော့ဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်ပြီဆိုရင်ဒီမှာစာသားရလာပြီဆိုနောက်တစ်ခါဒီကောင်လေးကို license အတက်တွဲမှဖြစ်တဲ့အတွက်ကျွန်တော်ဒီ document တွေကဒီ activator ဆိုပြီး folder ဖွဲ့ထားတာရှိပါတယ်အဲ့ဒီထဲမှာတမင်တက်လာထည့်လိုက်ပြီထည့်ပြီးတော့ပြီဆိုရင်ဒီမှာ next ပြန်လာနှိပ်မယ် next ပြန်ထပ်နှိပ်မယ်ပြီးမှအဲ့ဆော့ activate လုပ်လိုက်တဲ့ icon လေးကို ARC file လေးကိုတော့ဖွင့်ပြီးတော့ next ပြန်နှိပ်မယ်နှိပ်တယ်ပြီးရင် done ဆိုတာလေးနှိပ်လိုက်ရမှာပဲဒါဆိုရင်ကျွန်တော်တို့ ARC plugin install လုပ်တာပြီးဖြစ်တဲ့အတွက်ဖွင့်လိုက်ပါတော့ဖွင့်လိုက်တဲ့အချိန်မှာဒီအနေထားရောက်လာပါပြီဟုတ်ပြီဒီအားဆက်ရရှိပါလေကျေးဇူးတင်ပါတယ်ငယ်ကောင်းမရမီဆောင်ရဲနောက်ပိုင်းမှာပြန်ဆောင်ရအောင်